အာဖရိကတိုက်အရှေ့ဘက်ကန်ယိုဒါမှာတည်ရှိတဲ့တန်ဇန်နီးယားနိုင်ငံတန်ဇန်နီးယားဟာတဘာဝအလှပတော်ရိုင်းတရိတ်ဆန်နဲ့ရှေးရောင်းယဉ်ကျေးမှုတွေစုံလင်လာတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။အာဖရိကရဲ့အထင်ကအမတ်သားတော်တော်များများဟာဒီနိုင်ငံမှာရှိနေတာပါ။တန်ဇန်နီးယားနိုင်ငံရဲ့စိတ်ဝင်စားဖွယ်အချက်လက်တွေကိုအောက်ပါအတိုင်းရှင်းပြပေးပါမယ်။တစ်အခြေခံအချက်အလက်များမြို့တော်ဒူဒိုမှာသို့တော်လေဒါအက်ဆလန်မြို့ဟာအကြီးဆုံးမြို့နဲ့စီးပွားရေးအချက်အခြာကျတဲ့စိတ်ကမ်းမြို့ကြီးဖြစ်ပါတယ်။ဘာသာစကားဆွာဟီလီနဲ့အင်္ဂလိပ်ငွေကြေးတန်ဇန်နီးယားရှိလဲဒီချက်ရှိဖွဲ့စည်းပုံဒီနိုင်ငံဟာတန်ဂန်ရီကာနဲ့ဇန်ဇီဘာကျွန်းတို့1964ခုနှစ်မှာပေါင်းစည်းပြီးဖြစ်ပေါ်လာတာပါ။နှစ်အာဖရိက၏အမြင့်ဆုံးတောင်မောင်ကီလီမန်ဂျာရိုတန်ဇန်နီးယားမှာကမ္ဘာကျော်တဲ့အချက်ကတော့ကီလီမန်ဂျာရိုတောင်ရှိနေပါ။၎င်းဟာအာဖရိကတိုက်ရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး9895မီတာမြင့်ပါတယ်။အီကွေတာနဲ့နီးပေမဲ့တောင်ထိပ်မှာစီးနှင်းတွေဖုံးလွှမ်းနေတာဟာထူးခြားသောသဘာဝအံ့ဖွယ်တစ်ခုဖြစ်ပါတယ်။3တောရိုင်းတရိတ်ဆန်နဲ့ဆရင်ဂတီတန်ဇန်နီးယားဟာဆာဖာရီခရီးစဉ်တွေကကမ္ဘာနံပါတ်1နေရာလို့တောင်တင်စားကြပါတယ်။ Serengeti National Park ကမ္ဘာအကြီးဆုံးတရိတ်ဆန်ပြောင်းရွှေ့မှုကြီးဖြစ်ပေါ်ရာနေရာဖြစ်ပြီးချင်းသေးတစ်ကြားနဲ့ဆင်းတွေကိုအများပြားတွေ့နိုင်ပါတယ်။ Ngorongoro Crater မီးတောင်ဟောင်းကြီးရဲ့ထိခွဲထဲမှာတည်ရှိတဲ့တဘာဝအတိုင်းဝိုင်းပတ်နေတဲ့ဘီးမဲ့တော်ကြီးဖြစ်ပြီးတရိတ်ဆန်မျိုးစုံတစုတဝဲဒီနေထိုင်ကြပါတယ်။၄ဇန်ဇီဘာကျွန်းအိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ဇန်ဇီဘာကျွန်းဟာအဖြူရောင်တဲတောင်ပင်တွေနဲ့ကြည်လင်တဲ့ရေပြားပြားကြောင့်ကမ္ဘာကျော်တဲ့အပန်းရှည်စခန်းဖြစ်ပါတယ်။ Stone Town ဇန်ဇီဘာရဲ့မြို့ဟောင်းဖြစ်ပြီးအာရပ်အိန္ဒိယနဲ့အာဖရိကယဉ်ကျေးမှုတွေပေါင်းစပ်နေတဲ့ UNESCO အမွေအနှစ်နေရာဖြစ်ပါတယ်။ Spices ဒီကျွန်းဟာလေးညင်းတစ်ချက်ပုံးနဲ့ငရုတ်ခေါင်းစတဲ့ဟင်းခတ်အမွေးကြိုင်တွေအများပြားထရှိလို့ Spice Islands လို့လည်းခေါ်ကြပါတယ်။စီဝါရည်နဲ့တယန်ဇာရ Tanzaniteကမ္ဘာပေါ်မှာတန်ဇန်နီးယားနိုင်ငံတစ်ခုထဲမှာပဲထရှိတဲ့အပြာရောင်တောက်အဖိုးတန်ကြောင်မြတ်ရတနာဖြစ်ပါတယ်။စိုက်ပျိုးရေးကော်ဖီလက်ဖက်ရည်တီဟိုစိတ်နဲ့ဝါကွန်းတွေကိုအဓိကစိုက်ပျိုးတင်ပို့ပါတယ်။ Victoria Eye အာဖရိကရဲ့အကြီးဆုံးအိုင်ကြီးရဲ့အစိတ်အပိုင်းတော်တော်များများဟာတန်ဇန်နီးယားမှာတည်ရှိပါတယ်။ငါးလုပ်ငန်းအတွက်အလွန်အရေးပါပါတယ်။စိတ်ဝင်စားစရာအချက်လက်တို့များ Freddie Mercury ကမ္ဘာကျော်ကွင်းအဖွဲ့ရဲ့အဆိုတော် Freddie Mercury ဟာဇန်ဇီဘာကျွန်းမှာမွေးဖွားလာတာဖြစ်ပါတယ်။လူမျိုးနဲ့အစOlduvai Gorge ဒေသမှာရှေးကျလာတဲ့လူမျိုးရုပ်ကြွံတွေကိုတွေ့ရှိလာကြောင်းတန်ဇန်နီးယားကိုလူမျိုးနဲ့အစလာရနေရာလို့လည်းသတ်မှတ်ကြပါတယ်